မင်္ဂလာပါရှင်ဒါလေးကတော့အရင်ခေတ်စားနေတဲ့ကျွလစ်ပန်ခေါင်းကြီးချုပ်လုံနေလို့ဖြစ်ပါတယ်ရှင်အရှိလေးကိုတော့ကျွန်မ30လက်မှယူထားပေးရပေါ့နော်အကျေကတော့3လက်မှယူထားပေးပါတယ်ရှင်ဒါလေးကတော့ပေါ့နော်ကိုစိတ်ကြိုက်ပေါ့နော်ယူထားပေးလို့လည်းရတယ်ပြီးသွားလို့ရှိရင်ပိတ်စာလေးကိုပေါ့နော်အရင်ပူထားပေးပါရှင်ပိတ်စာလေးတစ်ခုပူထားပေးပါပိတ်စာလေးတစ်ခုပူပြီးသွားလို့ရှိရင်အဲ့ဒီပိတ်စာလေးပေါ့နော်အလားချင်းထပ်ပြီးတော့အပေါ်စာလေးကိုခောက်မယ်အဲ့ဒီအပေါ်စာလေးကိုငုံပြီးတော့ဗီဒီပြားစာချုပ်မယ်ပေါ့နော်ဗီဒီပြားစာဆက်ချုပ်ပါပြီဗီဒီပြားစာကိုတစ်ပတ်လည်လုံးပေါ့နော်ဖြည်းဖြည်းချင်းချုပ်တော့ရမယ်ရှင်ချုပ်တဲ့ချိန်မှာတော့နည်းနည်းလေးဂီယူစိုက်ပေးရပါမယ်ရှင်ဘာလို့ဆိုတော့အတွင်းထဲမှာငုံထားတဲ့အစာလေးကိုနင်းမိမှာဆိုလို့ပေါ့နော်ဖြည်းဖြည်းချင်းချုပ်သွားပေးပါရှင်အတွင်းစာလေးကိုဆွဲထုတ်ပြီးတော့နော်အတွင်းစာလေးအဲ့လိုမျိုးလေးဆွဲထုတ်ပြီးတော့ဖြည်းဖြည်းချင်းချုပ်သွားပေးပါရှင်တပတ်လေလုံးပေါ့နော်ဖြည်းဖြည်းချင်းချုပ်သွားပါမယ်ရှင်ပြီးကနီးလေးမှာတော့တည်ရချိုးထည့်ဖို့ရန်အတွက်တစ်လက်မလောက်အပေါက်ကလေးခြံခဲ့ပေးပါရှင်တည်ရချိုးထည့်ဖို့ရန်အတွက်ပေါ့နော်အဲ့ဒီတလက်မအပေါက်ကလေးကနေပြီးတော့ဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးသွားလို့ရှိရင်တော့အဲ့ဒီအပေါက်ကလေးကနေတရေချိုးထည့်တော့မယ်ပေါ့နော်တရေချိုးရဲ့ရှည်ကိုကျွန်မ6လက်မခွဲယူထားပေးပါတယ်ရှင်အဲ့ဒါကိုပင်ချိတ်လေးနဲ့ချိန်ပြီးတော့ထည့်ပါတော့မယ်ရှင်တရေချိုးရဲ့ကျန်တဲ့တစ်ဖက်ကိုတော့ပေါ့နော်လက်လေးကတိချခိုင်းထားပြီးပါလွတ်ထွက်သွားမှဆိုလို့ပေါ့နော်အဲ့ဒါကိုဖြည်းဖြည်းချင်းထည့်မယ်တရေချိုးလေးထည့်မယ်ထည့်ပြီးသွားလို့ရှိရင်တော့တရေချိုးလေးကိုခြီရမယ်ပေါ့နော်ခြီရတော့ကိုယ်စိတ်ကြိုက်ခြီပေါ့နော်ခိုင်ရင်ပြီးတာပဲပေါ့နော်ခိုင်ဖို့တော့လိုပါတယ်ကျမကတော့ခိုင်အောင်ခြီလိုက်ပါတယ်ခြီပြီးသွားလို့ရှိရင်တော့အဲ့ဒီတရေချိုးထည့်ထားတဲ့အပေါက်ကလေးတစ်လက်မအပေါက်ကလေးကိုပေါ့နော်ပိတ်ပါမယ်ရှင်တချို့ကကြာလဲလက်ချုပ်လိုက်ပြီးတော့ပိတ်ကြရပေါ့နော်ကျမကတော့ဆက်နေပဲပိတ်လိုက်ပါတယ်ရှင်တစ်လက်မအပေါက်ကလေးကိုဆက်လေးနဲ့ပိတ်လိုက်ပါတယ်ပိတ်ပြီးသွားလို့ရှိရင်တော့အရန်လာတဲ့ခေါင်းစီဝင်လေးတော့ရသွားပြီပေါ့နော်ဒါပေမဲ့ကျမတို့ကတော့ကျူလစ်ပန်းကျိုးလေးထည့်ဦးမှာဖြစ်တဲ့အတွက်ခေါင်းစီကျိုးလေးကတော့ရသွားပြီဒါပေမဲ့ကျူလစ်ပန်းလေးကတော့လောက်အောင်မှာပေါ့နော်ကျူလစ်ပန်းလေးလုပ်တဲ့အချိန်မှာတော့ကျိုးလေးကတော့အတိုင်းအတာမရှိဘူးပေါ့နော်နင်းထားပေးပေါ့နော်ကိုလိုချင်တဲ့ရှည်လေးကြံရှည်လေးနင်းထားပေးပေါ့နော်ပြီးရင်ကျူလစ်ပန်းလုပ်ဖို့အတွက်လေးလက်မပတ်လေလေးကိုနှလွားညှက်ထားပေးပေါ့နော်လေးလက်မပတ်လေလေးကိုခောက်ပြီးတော့ချုပ်ထားပေးပါလေးလက်မပလဲချုပ်ထားတဲ့နှလွားကိုပေါ့နော်ခောက်ပြီးတော့ချုပ်ထားပေးပါကျူလစ်ပန်းလေးလုပ်ဖို့ရအတွက်ပဲဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျူလစ်ပန်းလေးလုပ်ပါတော့မယ်အဲ့ဒီပိတ်စာလေးကိုပေါ့နော်အလဲလောက်ထိပေါ့အလဲကိုချိုးပြီးတော့ပေါ့နော်လှန်ချလိုက်ပေါ့နော်အလဲချိုးပြီးတော့လှန်ချလိုက်ချုပ်ပြီးသားလေးကိုပေါ့နော်အလားဘက်ကိုတဝက်ပေါ့နော်လှန်ချလိုက်မယ်လှန်ချပြီးသွားလို့ရှိရင်တော့ဆွမ်းနာပေါ့နော်အတိုင်းတာမရှိယူထားတယ်ပေါ့နော်ကျိုးလေးကိုထည့်မယ်ထည့်ပြီးသွားလို့ရှိရင်မလားဘက်ကိုလှန်ထည့်ပြီးရင်အချီလေးနဲ့တုပ်မယ်ပေါ့နော်တုပ်တဲ့အချိန်မှာတော့ကျိုးလေးကိုအဓိကထားပြီးတော့တုပ်ထားပေးပေါ့နော်အဲ့ဒါမှခိုင်မှာဖြစ်တဲ့အတွက်ကျိုးလေးကိုတိကျတုပ်ပေးပါတိကျလေးတုပ်ပြီးသွားပြီပေါ့နော်တိကျလေးတုပ်ပြီးသွားရလို့ရှိရင်တော့အဲ့ဒါလေးကိုဟိုဘက်ကိုလှန်ချလိုက်ပေါ့နော်အဲ့ဒါဆိုရင်အပွန်ဒီဇိုင်းလေးကိုရသွားပြီဒါပေမဲ့အဲ့အပွန်ဒီဇိုင်းလေးကိုပေါ့နော်ဝါခွင်းစာလေးကျမထည့်လိုက်ပါတယ်ကျူလစ်ပန်းလေးလုပ်ဖို့ရအတွက်ပေါ့နော်ဖောင်းဖောင်းလေးနေအောင်လို့ပေါ့နော်ဝါခွင်းစာလေးအဲ့ထဲမှာထည့်လိုက်ပါတယ်ထည့်ပြီးရင်သူတို့ထိတ်နှစ်ဖက်ကိုဖွင့်ပိတ်လိုက်မယ်ပေါ့နော်ထိတ်နှစ်ဖက်ကိုဖွင့်ပိတ်လိုက်ပါမယ်ပြီးရင်ကျန်တဲ့နှစ်ဖက်ကိုဖွင့်ပိတ်လိုက်ပါမယ်ကျမတို့ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်ဒီဘက်လေးဘက်ရှိထဲကိုပေါ့နော်ဟိုဘက်ဒီဘက်နှစ်ခါပိတ်လိုက်ပါတယ်ပေါ့နော်နှစ်ဖက်ကိုနှစ်ခါပိတ်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အရန်လာတဲ့ကျူလစ်ပန်းလေးရသွားပြီပေါ့နော်ကျူလစ်ပန်းလေးတစ်ပွင့်ရတော့ရသွားပါပြီရှင်အဲ့ဆိုရင်တစ်ပွင့်ရတော့နောက်တစ်ပွင့်ကိုဆက်လုပ်ကြမယ်နောက်တစ်ပွင့်လည်း
ရှေ့အတိုင်းပဲပေါ့နော်ရှေ့ပွင့်အတိုင်းပဲတဝက်ခောက်ချမယ်ခောက်ချပြီးသွားလို့ရှိရင်ကျိုးလေးလန်ထိုးမယ်မလာဘက်ကိုပေါ့နော်မလာဘက်ကိုကျိုးလေးလန်ထိုးပြီးလို့ရှိရင်တော့အချီလေးနဲ့တုံမယ်ပေါ့နော်ကျိုးလေးကိုအဓိကထားပြီးတုပ်ပေးပါရှင်တုပ်ပြီးသွားလို့ရှိရင်တော့ဟိုဘက်ကိုလှန်ချလိုက်ပေါ့နော်အဲ့ဒါမှအိုက်သေးကိုဝင်းစာလေးထည့်လိုက်ပါပြီဝင်းစာလေးအနေငယ်ထည့်လိုက်ပြီပေါ့နော်ထည့်ပြီးသွားလို့ရှိရင်တော့အချီလေးနဲ့ဟိုဘက်ဒီဘက်တုပ်ရမယ်ပေါ့နော်အချီလေးနဲ့တုပ်မယ်ဟိုဘက်ဒီဘက်နှစ်ဖက်ကိုတုပ်ပြီးသွားရင်ကျန်တဲ့နှစ်ဖက်ကိုလည်းတုပ်လိုက်မယ်ဒါဆိုရင်တော့အရင်လာတဲ့ကျွလစ်ပန်လေးဒီပွင့်လေးကိုဆိုနှစ်ပွင့်ရသွားပြီပေါ့နော်နှစ်ပွင့်ရသွားပါပြီရှင်အရင်လာတဲ့ကျွလစ်ပန်လေးပေါ့နော်နှစ်ပွင့်ရသွားပါပြီရှင်ရသွားလို့ရှိရင်ခေါင်းစည်းခွင်းနဲ့ကိုထည့်ပြီးတော့ခြိမယ်ပေါ့နော်ကျမတို့ညီညီလေးထားပြီးတော့ခြိလိုက်တယ်ခြိပြီးတော့ဖဲပွင့်ပုံစံလေးပေါ့နော်ဖဲပြားလေးလို့လုပ်ပြီးတော့ခြိလိုက်ပါမယ်ရှင်ခြိပြီးသွားလို့ရှိရင်တော့အရင်လာတဲ့ခေါင်းစည်းကြိုးလေးရသွားပါပြီရှင်တချို့ကလည်းတစ်ဖက်တူတစ်ဖက်ရှိထားတယ်ကျမတို့အညီပဲထားလိုက်တယ်ပေါ့နော်အဲဆိုတော့အရင်လာတဲ့ခေါင်းစည်းကြိုးလေးရသွားပါပြီရှင်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ